ဒီကနေ့တော့ကျွန်တော် fighter လေး Joshua Ban နဲ့ပတ်သက်လို့ပြည်သက်တွေကိုသတင်းကောင်းတွေအများကြီးပြောပြเสียရှိပါတယ်ပထမဆုံးအနေနဲ့ပြောပြချင်တဲ့သတင်းကဒီ UFC နဲ့နှိစက်တဲ့သတင်းတောက်တွေက Joshua Ban ဟာဖေဖော်ဝါရီလအတွင်းမှာတော့ပွဲထုတ်သက်မှာမဟုတ်ဘူးဆိုတဲ့ပုံစံမျိုးစတင်ရေးသားလာတယ်ဒီအကြောင်းအရာကအထူးဆန်းတော့မဟုတ်ပါဘူးဒါပေမဲ့လည်းဒီ Houston မှာကျင်းပမဲ့ UFC Fight Night ပြိုင်ပွဲမှာ Joshua Ban ပါဝင်ထိုးသက်မှာမဟုတ်ဘူးဆိုတဲ့အချက်ကိုတော့ကောက်ချက်ချလို့ရတယ်။ဒါက UFC နဲ့နှိစက်တဲ့သတင်းတောက်တွေကရေးသားတာဖြစ်တဲ့အတွက်ကလကာနောက်ွယ်မှာထူးခြားမှုတစ်စုံတရာရှိလို့ရေးတာတနည်းဆိုရရင် Joshua Ban ကဒီမာနက်ကက်ကစင်ခေါ်တဲ့အနေထားမှာ Houston တက်ဆက်မှာထိုးလို့ရတယ်။အဲ့ပြိုင်ပွဲမှာထိုးလို့ရတယ်စတဲ့ပုံစံမျိုးနဲ့ပြန်ပြီးတုတ်ပြန်ခဲ့လို့ဒီပြိုင်ပွဲမှာပြန်ပွဲဖြစ်မှားလားဆိုပြီးပြည်သက်ချုပ်တွေးကောင်းတွေးပါလိမ့်မယ်။တစ်ချက်တည်းမှာပဲမာနက်ကက်ကလည်းအဲ့ဒီပြိုင်ပွဲမှာသူထိုးလို့ရတယ်လက်ရှိထိတ်ဆုံးကောင်းမွဲအဖြစ်သတ်မှတ်ထားတဲ့ Sean Strickland နဲ့ Anthony Hernandez တို့ပွဲကိုမင်းပွဲပြောင်းလိုက်သူနဲ့ Joshua Ban တို့ပွဲကိုထိတ်ဆုံးကောင်းမွဲအဖြစ်သတ်မှတ်ပေးမယ်ဆိုရင်လည်းထိုးလို့ရတယ်စတဲ့ပုံစံမျိုးတွေနဲ့ပြောဆိုခဲ့လို့ Houston တက်ဆက်မှာမြန်ပွဲဖြစ်လာလိမ့်မလားဆိုပြီးတချို့ကမျှော်လင့်ခဲ့ကြတယ်အခုတော့အဲ့ဒီသတင်းတွေနဲ့ပတ်သက်လို့သတင်းတောက်တွေကစပြီးညှင်းဆန်လာပြီး Houston တက်ဆက်မှာထိုးသက်မဲ့ပြိုင်ပွဲမှာ Joshua Ban ပါဝင်ထိုးသက်ခြင်းမရှိသည့်တိုင်အောင်သူရဲ့ဘော်ဒါတွေကတော့ပါဝင်ထိုးသက်ပွဲရှိတယ်။ဘာဖြစ်လို့လဲဆိုတော့ promotion ကအဲ့ Houston တက်ဆက်မှာကျင်းပမယ်ဆိုရင်အဲ့ဒီအခြေစိုက် fighter တွေကိုပဲအဓိကအပြုပွဲထုတ်လိမ့်ရှိတယ်။ဒါက UFC မှာမဟုတ်ဘူး။ One Championship ဆိုရင်လည်းဂျပန်မှာသွားပြီးကျင်းပမယ်ဆိုရင်ဂျပန်ခြေစိုက် fighter တွေကိုအပြုပွဲထုတ်တယ်။ထိုင်းကပြိုင်ပွဲတွေကြီးကြီးကျယ်ကျယ်ခမ်းနားနားနဲ့ကျင်းပတယ်ဆိုရင်လည်းထိုင်းကနာမည်ကြီး fighter တွေကိုပွဲထုတ်တယ်။ဒီလိုပုံစံမျိုးကြောင့်ဒီဖေဖော်ဝါရီလအတွင်းမှာကျင်းပမဲ့ UFC Fight Night ပြိုင်ပွဲမှာတော့ Joshua Ban ရဲ့တကယ်ချင်း fighter တွေပါဝင်ထိုးသက်ပွဲရှိပါတယ်။လက်ရှိချပြထားတဲ့တွဲဆိုင်အခင်းချင်းကိုပြောရမယ်ဆိုရင်ဒီပြိုင်ပွဲမှာ Joshua Ban ရဲ့Legend of Fighter လည်းဖြစ် Joshua Ban နဲ့ weight တန်းတစ်ခုထဲမှာထိုးသက်တဲ့ Odin Korea ရဲ့ပွဲတော်တရားဝင်ချပြထားပြီးဆက်လက်ပြီးကြားမိနေတဲ့သတင်းတွေကတော့ဒီ Michael Ashwell ကလည်းအဲ့ဒီပြိုင်ပွဲမှာဝင်ရောက်ထိုးသက်ခွင့်ရဖို့အတွက် promotion ကိုတွန်းနေတယ်လက်ရှိအချိန်ထိတော့ promotion ကအဲ့ဒီအကြောင်းအရာနဲ့ပတ်သက်လို့ထူးခြားမှုတစ်စုံတစ်ရာတုံ့ပြန်ခြင်းမရှိသေးဘူးထပ်ပြီးတော့လည်းဒီပြိုင်ပွဲမှာပါဝင်လာမဲ့တွဲဆိုင်တွေကိုချပြထားခြင်းမရှိသေးဘူးကျွန်တော်ပြည်သက်တွေကိုအဓိကသိစေချင်တဲ့အချက်က Joshua Ban ဟာဖေဖော်ဝါရီလအတွင်းမှာထိုးသက်မှာမဟုတ်ဘူးဆိုတဲ့အချက်ကိုတော့ UFC ကသတင်းတောက်ကြီးတွေကစတင်ရေးသားလာပြီးဆိုတဲ့အကြောင်းအရာကိုပါကဲအဓိကအကြောင်းအရာတွေကိုပြောကြရအောင်ပါပြီးခဲ့တဲ့ရက်ပိုင်းတွင်တော့ကျွန်တော် fighter လေးကဘလို့ပုံစံမျိုးတွေသတ်မှတ်ခံခဲ့ရတယ်ဘလို့စုတစိတ်တွေခေါင်းစဉ်တက်ခံခဲ့ရတယ်ဆိုတဲ့အကြောင်းကိုပြည်သက်တွေကိုကျွန်တော်ဇက်တိုက်ပြောပြခဲ့တယ် Shout website ကဒီနေ့အတွက် fighter of the year ဆုကို Joshua Ban သတ်မှတ်လိုက်တဲ့ဆိုတဲ့အကြောင်းအရာနဲ့ကျွန်တော်စပြီးကလကဖွင့်ခဲ့တယ်မနေ့ကတော့ဒီ UFC website ကနေသတ်မှတ်တဲ့2025ခုနှစ်ရဲ့အကောင်းဆုံးတွဲဆိုင်အဖြစ် Joshua Ban နဲ့ Brandon Royval တို့ထိုးသက်ခဲ့တဲ့ပွဲစဉ်ကိုသတ်မှတ်ခဲ့တဲ့ဆိုတဲ့အကြောင်းအရာကိုပြောပြခဲ့တယ်ပြီးတော့ကြတော့ဒီ short notice ပုံစံမျိုးနဲ့အနိုင်ရတဲ့အနေအထားတွေမှာ Joshua Ban က Brandon Royval ကိုအနိုင်ရခဲ့တဲ့ပွဲစဉ်ကိုလည်းထည့်သွင်းသတ်မှတ်ခဲ့တဲ့ဆိုတဲ့အကြောင်းအရာတွေကိုပြည်သက်တွေကိုပြောပြခဲ့တယ်ဒီကနေ့မှာတော့ UFC ရဲ့တရားဝင် broadcaster အဖြစ်တဲ့ရက်ဒီခဲ့တဲ့မီဒီယာကြီးကုမ္ပဏီတစ်ခုလည်းဖြစ်တဲ့ ESPN ကသတ်မှတ်လိုက်တဲ့အကြောင်းအရာတွေကိုပြောပြသွားမှာဖြစ်ပါတယ် ESPN ကဒီ2025ခုနှစ်အတွက်ဘယ်သူတွေအကောင်းဆုံး fighter ဖြစ်သတ်မှတ်ခံရတဲ့ဘယ်တွဲဆိုင်တွေအကောင်းဆုံးပွဲအဖြစ်သတ်မှတ်ခံခဲ့ရတဲ့စတဲ့ပုံစံမျိုးတွေနဲ့သတ်မှတ်ချက်တွေကိုမနေ့ကတရားဝင်ထုတ်ပြန်ကြေညာလိုက်ပြီးသူတို့ရေးတဲ့ခေါင်းစဉ်မှာကိုက Joshua Ban အပြတ်သက်အောင်ပွဲခံသွားတယ်ဆိုတဲ့ပုံစံမျိုးနဲ့ခေါင်းစဉ်တက်ထားပါတယ်အဲ့ဒီခေါင်းစဉ်နဲ့ကျွန်တော်တို့ fighter လေးအတွက်အတော်ကြီးကိုကြွေလို့ရနေပြီးသူတို့ရေးတဲ့သတင်းမှာလည်း Joshua Ban ရဲ့အောင်ပွဲခံနေတဲ့ပုံကိုအသုံးပြုထားတယ်ဒါကတော့ကဘာကျော် MMA မီဒီယာကြီးရဲ့ခေါင်းစဉ်ထက်မှာကျွန်တော်တို့ fighter လေးဝုန်းကြွားနဲ့အောင်ပွဲခံတဲ့ပုံကိုအသုံးပြုလို့ပထမဆုံးဂုဏ်ယူစရာလေးပြောပြတာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ ESPN ကဒီ2025ခုနှစ်ရဲ့အကောင်းဆုံးပြိုင်ပွဲအဖြစ် UFC 370ပြိုင်ပွဲကိုသတ်မှတ်လိုက်ပါတယ်ဒီပြိုင်ပွဲမှာကျွန်တော် fighter လေးကသူ့ရဲ့ UFC fighter ဘဝပထမဆုံးအကြိမ်ဖြစ် main ကခေါင်းစဉ်အောက်ကနေထိုးတက်ခွင့်ရတယ် short notice ပုံစံမျိုးနဲ့ Brandon Royval ကိုထိုးတယ်အကြိမ်နဲ့ကစားပြတယ်ကိုယ်နဲ့ကိုလာကြည့်တဲ့ပြည်သက်တိုင်းဖင်ချမထိုင်နိုင်မဲနဲ့ဖင်တကြောဖြစ်အောင်လောက်အထိဖျော်ဖြေမှုပေးခဲ့တယ်အဲ့လိုတွဲဆိုင်မျိုးပါဝင်ခဲ့တဲ့ UFC 370ပြိုင်ပွဲကို ESPN က2025ခုနှစ်ရဲ့အကောင်းဆုံးပြိုင်ပွဲဖြစ်သတ်မှတ်လိုက်ပါတယ်တစ်ချက်ထပ်ပြီးပြောရရင်ဒီ2025ခုနှစ်အတွက်အကောင်းဆုံးတွဲဆိုင်ကိုလည်းကျွန်တော် fighter လေးနဲ့ Brandon Royval တို့ထိုးသက်ခဲ့တဲ့ပွဲစဉ်ကိုသတ်မှတ်ခဲ့တယ်အဲ့ဒီတော့မနေ့ကအကြောင်းအရာကိုပြန်ပြီးယူရမယ်ဆိုရင် UFC ကနေဒီသတ်မှတ်လိုက်တဲ့2025ခုနှစ်ရဲ့အကောင်းဆုံးပွဲစဉ်အဖြစ် Fight of the Year အဖြစ်သတ်မှတ်ခံခဲ့ရတာလဲ Joshua Ban နဲ့ Brandon Royval တို့ပွဲအခု ESPN ကနေသတ်မှတ်လိုက်တဲ့အကောင်းဆုံးပွဲကလည်း Joshua Ban နဲ့ Brandon Royval တို့ပွဲပါပဲဒါကြောင့်မလို့ဒီတွဲဆိုင်က ESPN ကနေသတ်မှတ်ခဲ့တဲ့အကောင်းဆုံးပွဲစဉ်ဆုလဲရတယ်
UFC ကနေတရားဝင်သတ်မှတ်တဲ့အကောင်းဆုံးပွဲစဉ်ဆုလည်းရတယ်ဆိုတဲ့အကြောင်းကိုဂုဏ်ယူစွာနဲ့တင်ဆက်လိုက်တာဖြစ်ပါတယ်။ ESPN ကနေသတ်မှတ်လိုက်တဲ့2025ခုနှစ်ရဲ့ Man Fighter of the Year ဆုကိုတော့ Marat Dvalishvili ကရရှိသွားတယ်။တနည်းဆိုရရင်ဒီနှစ်အတွက် Fighter of the Year ဆုလို့ပြောလို့ရတယ်။ဒီအနေထားနဲ့ပတ်သက်လို့တော့ပြည်သက်တွေအများကြီးလည်းညင်းစရာရှိမှာမဟုတ်ဘူး။ကျွန်တော်တို့ကတော့ကျွန်တော် Fighter လေး Joshua Ban ကိုရစေခြင်းနဲ့ရှားတော့ကနေသတ်မှတ်လိုက်တဲ့ပုံစံမျိုးဆိုရင်ပိုပြီးသဘောကျတယ်။သို့တော့ ESPN က Marat ကိုသတ်မှတ်လိုက်တယ်ဆိုတာကလည်းအကြောင်းရင်းတွေအများကြီးခိုင်လုံမှုရှိတယ်။တနည်းဆိုရရင်ကျွန်တော်ပြည်သက်တွေကို UFC 323ပြိုင်ပွဲမတိုင်ခင်တုန်းကအဲ့ဒီအကြောင်းအရာကိုပြောပြခဲ့တယ်။ Marat က2025ခုနှစ်အတွင်းမှာတယ်ချန်ပီယံကပတ်ကာကွယ်ပွဲ၄ပွဲအထိလက်ခံထိုးပေးခဲ့တယ်။ဘယ်ဖိုက်တာမှအဲ့လိုစွမ်းဆောင်ရည်မျိုးနဲ့လုပ်ပေးခဲ့တာမျိုးမရှိဘူး။ဖိုက်တာတော်တော်များများကသူတို့ချန်ပီယံဖြစ်လာပြီးဆိုရင်သူတို့ချန်ပီယံကပတ်တွေလွယ်လွယ်နဲ့လက်လွတ်လိုက်ရမှာဆိုလို့တစ်နှစ်ကိုအနည်းဆုံး2ပွဲဝင်ချန်လောက်ပဲထိုးတယ်။သို့တော့ Marat Dvalishvili ကတော့ချန်ပီယံကပတ်လက်လွတ်ရတာမလွတ်လိုက်ရတာသိပြီးဂရုမစိုက်ဘူး။ promotion ဘက်ကပွဲကန့်လန့်လာပြီးဆိုရင်သူကလက်ခံတယ်။အဲ့လိုပုံစံမျိုးနဲ့သူက၄ပွဲစတိုက်လက်ခံထိုးတယ်။၃ပွဲထိအောင်မြင်မြင်လုပ်ပြနိုင်တယ်။နောက်ဆုံးပွဲမှာတော့ wicket တွေလောက်တာများရင်းနဲ့အကောင်းဆုံးဆွမ်းဆောင်ရည်တွေချပြနိုင်ခြင်းမရှိဘူး။ဒုပေတိတိုင်အောင်သူ့ရဲ့အဲ့ဆွမ်းဆောင်ရည်ကြောင့် ESPN ကဒီနှစ်အတွက် Fighter of the Year ဆုအဖြစ်သတ်မှတ်သွားပါတယ်။မြို့သမီး Fighter of the Year ဆုကိုတော့ Valentina Shevchenko ကရရှိသွားတယ်။ဒီဆုနဲ့ပတ်သက်လို့တော့ဘာမှအထွေထူးအငင်းစရာမရှိဘူး။ Valentina Shevchenko ကိုအနိကစိန်ခေါ်နိုင်တဲ့သူဆိုလို့ Kayla Harrison တယောက်ပဲရှိတယ်။သို့တော်လည်းပဲ Valentina Shevchenko က flyweight တက်မှာပြိုင်ပွဲကင်းဖြစ်အောင်စွမ်းဆောင်ပြတယ်။ Zhang-Weili လို fighter မျိုးကိုတောင်တစ်ဖက်သက်အသာစီးကစားပြပြီးတော့ချန်ပီယံကပတ်ကာကွယ်ပြနိုင်ခဲ့တယ်။အဲ့လိုတော့စွမ်းဆောင်ရည်တွေကြောင့်ဒီနှစ်အတွက်အကောင်းဆုံးအမျိုးသမီး fighter ဆုကိုတော့Valentina Shevchenko ပဲရမယ်ဆိုတော့တက်အပ်ကိုပြောလို့ရနေပါတယ်ကျွန်တော်ရဲ့ fighter လေး Joshua Ban ကဘယ်ဆုထပ်ပြီးရတာလဲဆိုတော့ breakout of the year ဆုထပ်ပြီးရတာပါဒီဆုနဲ့ပတ်သက်လို့တော့ Joshua Ban champion ဖြစ်ကြတဲ့ကဒီလိုပုံစံမျိုးတွေရမယ်ဆိုတဲ့အကြောင်းကျွန်တော်ပြည်သက်တွေကိုအစောကြီး Hogan ထုတ်ခဲ့တယ်တကယ်လဲ breakout of the year ဆုအဖြစ် ESPN ကသတ်မှတ်လိုက်တဲ့ဆုအခုစပြီးရလာပြီးဘလို့ပုံစံမျိုးလဲဆိုတော့ဒီထိုးထွက်လာတဲ့ပုံစံမျိုးနဲ့အောင်မြင်မှုရှာဖွေပြတဲ့ fighter တွေထဲမှာ Joshua Ban ကအတော်ဆုံးဆိုတဲ့ပုံစံမျိုးသတ်မှတ်လိုက်တာဒီဆုနဲ့ပတ်သက်လို့ကျွန်တော် fighter လေးကိုအနီးကရှင်းပြနိုင်တဲ့ဘူးလည်းမရှိဘူးမဲပေးမှုစုစုပေါင်းမှာလဲ80%လောက်အထိရရှိခဲ့တယ်ဒါကြောင့်မလို့ Joshua Ban ဟာဒီဆုကိုပြိုင်ပွဲကင်းဆွကူးနိုင်ခဲ့တယ်လို့ပြောလို့ရပါတယ် Joshua Ban ပါဝင်ထိုးသက်ခဲ့တဲ့ UFC 370ပြိုင်ပွဲက2025ခုနှစ်ရဲ့အကောင်းဆုံးပြိုင်ပွဲဖြစ်သတ်မှတ်ခံခဲ့ရတဲ့ Joshua Ban နဲ့ Brandon Roberts တို့ထိုးသက်ခဲ့တဲ့ပွဲက2025ခုနှစ်ရဲ့ Fight of the Year ဖြစ်သတ်မှတ်ခံရတယ် Joshua Ban ကိုယ်တိုင်လည်း Breakout of the Year ဆုထပ်ပြီးဆွခုတယ်စတဲ့အကြောင်းရင်း၃ခုအကုန်လုံးခြုံကြိတ်လိုက်တဲ့အချိန်မှာတော့ ESPN ရဲ့ဆုတွေမှာကျွန်တော်တို့ fighter လေးပဲအများစုနေရာယူထားတယ်တလို့သောအကြောင်းရင်းတွေကြောင့် ESPN ကဒီနှစ်အတွက်ဆုတွေမှာ Joshua Ban မဲ့အောင်ပွဲခံသွားတယ်ဆိုတဲ့ပုံစံမျိုးခေါင်းစဉ်တက်သွားတာဖြစ်ပါတယ်ဒါလို့ဆိုရင် ESPN ရဲ့ဆုတွေမှာကျွန်တော်တို့ fighter လေးဘယ်လောက်ထိအောင်ပွဲခံသွားလဲဆိုတာပြည်သက်တွေသဘောပေါက်လောက်ပါပြီနောက်ဆုံးအနေနဲ့ပြောပြမယ့်အကြောင်းအရာကတော့ဒီ UFC ကနေသတ်မှတ်လိုက်တဲ့2025ခုနှစ်ရဲ့ Fighter of the Year ဆုစီးရင်မှာဒီစီးရင်မှာတော့ UFC က Fighter တော်တော်များများကိုချပြသွားတယ်အဲ့ဒီထဲမှာ Champion Fighter အများစုရပ်တည်နိုင်ခဲ့တယ်ဘယ်လို Champion တွေလဲဆိုတော့ Champion Joshua Ban Valentina Shevchenko Islam Makhachev Champion ဟောင်း Marat Dvalishvili Champion မဖြစ်သေးတဲ့ GB Prohaska Costa Acosta တို့လို Fighter တွေကိုသတ်မှတ်သွားပါတယ်ဒီစီးရင်မှာတော့ကျွန်တော်တို့ Fighter လေးကဒုတိယနေရာမှာရပ်တည်နိုင်ခဲ့တယ် UFC ကနေသတ်မှတ်တဲ့2025ခုနှစ်ရဲ့Fighter of the Year ဆု15တင်စင်းရဲ့ထိတ်ဆုံးမှာတော့ ESPN နဲ့အတူတူပဲ Marat Dvalishvili ကရပ်တည်နိုင်ခဲ့ပါတယ်ဒီ fighter ကြီးကဘလို့စွမ်းဆောင်ရည်တွေကြောင့်ဘလို့ရပ်တည်ခဲ့တဲ့ဆိုတော့ကျွန်တော်ရှေ့ကနေရှင်းပြခဲ့ပြီးအဲ့ဒီအကြောင်းအရာတွေကြောင့်သူ့ကိုတော်တော်များများက Fighter of the Year အဖြစ်သတ်မှတ်ကြတယ်ကျွန်တော် fighter လေး Joshua Ban ကတော့ဒီစီးရဲ့မှာဒုတိယနေရာကနေထပ်မံရပ်တည်ခဲ့ပါတယ်ဒါကအတော်ကိုဂုဏ်ယူစရာကောင်းတာပါဘာဖြစ်လို့လဲဆိုတော့ Valentina Shevchenko ထက်လည်းပို့ပြီးတော့ရပ်တည်မှုမြင့်တယ် Islam Makhachev တက်လည်းရပ်တည်မှုမြင့်တယ်တခြားသော fighter တွေထက်လည်းပို့ပြီးစွမ်းဆောင်ရည်ကောင်းတယ်ပြန်ပြီးတော့ထပ်ပြီးပြောအောင်မယ်ဆိုရင်ကျွန်တော် fighter လေးက2025ခုနှစ်စတင်ဝင်ရောက်လာတဲ့အချိန်တုန်းကဘာရန်ဂီတမတ်ချက်မှရှိသေးတဲ့သူမဟုတ်ဘူးသို့တော်လည်းပဲနှစ်ကုန်ပိုင်းရောက်တဲ့အချိန်မှာတော့ချန်ပီယံကပတ်ကြီးကိုသိမ်းပိုက်ထားနိုင်ပြီးဒါကိုတောင်ပုံစံမျိုးစုံနဲ့ပြောဆိုခဲ့တဲ့သူတွေရှိတယ်
မိတော့ပင်ဆိုသေးကမှု UFC လိုနေရာမျိုးမှာချန်ပီယံဖြစ်ဖို့ကဘယ်လောက်ထိခဲရင်လဲဆိုတာပြည်သက်တွေအကုန်လုံးလည်းသိတယ်ရှေ့တောင်အာရှက fighter တွေဆိုရင်ဒီလို promotion မျိုးမှာနေရာရဖို့ခြေလမ်းလှမ်းနိုင်တယ်တိုးတော်လည်းပဲရလက်တွေမကောင်းလို့ promotion နဲ့လမ်းခွဲလိုက်ရတဲ့သူတွေဒူးနဲ့ဒေးပဲအနည်းစုသော fighter တွေဒါဒီ promotion မှာဆက်လက်ရှင်သန်နိုင်ကြတာကျွန်တော် fighter လေးကတော့ UFC လိုနေရာမျိုးမှာရှင်သန်ရုံတင်မဟုတ်ဘူးချန်ပီယံကပတ်ကြီးကိုတောင်သိမ့်ပိုက်နိုင်ပြီသိမ့်ပိုက်တာမှရိုးရိုးပုံစံမျိုးသိမ့်ပိုက်တာမဟုတ်ဘူးအသက်24နှစ်နဲ့သိမ့်ပိုက်တာစွမ်းဆောင်ရည်တွေတစ်ကမ္ဘာလုံးအားသင့်သွားအောင်လုပ်ပြတဲ့ပုံစံမျိုးတွေစက်တိုက်ချပြရင်းနဲ့သိမ့်ပိုက်တာ UFC promotion တခြားဒုတိယမြောက်အသက်အငယ်ဆုံးစံချိန်မှတ်တမ်းနဲ့ချန်ပီယံဖြစ်တာစတဲ့အကြောင်းရင်းတွေကြောင့် Joshua Ban ဟာတန်ရာရှိသူတွေရှိခြင်းရှိကျွန်တော်တို့အတွက်တော့တကယ်ကိုထိုက်တဲ့ချန်ပီယံတကယ်လည်းလေးစားလောက်တဲ့ချန်ပီယံလူငယ်လေးတစ်ယောက်ပါပဲလက်ရှိအနေထားမှာတော့သူဟာအင်ဒီယာနာပြည်နယ်ကနေပြန်ရောက်လို့ 4on 5 club မှာပြန်ပြီးလေ့ကျင့်နေပြီး UFC ကိုလည်းတက်တွဲပြီးတော့သူစပြီးတော့လေ့ကျင့်နေပြီးကြိုက်တဲ့အချိန်မှာပွဲတယ်လို့ရတယ်ဆိုတဲ့ပုံစံမျိုးနဲ့အချက်ပြထားပါတယ် promotion ကတော့ဒီ fighter လေးကိုဘယ်အချိန်မှာပွဲထုတ်လာမလဲမသိသေးဘူးအစောပိုင်းတော့ပြောပြခဲ့တယ်လို့ UFC နဲ့နှိစက်တဲ့သတင်းတောက်တွေကတော့ဖေဖော်ဝါရီမှာပွဲထုတ်မှာမဟုတ်ဘူးလို့ပြောဆိုနေကြပြီးကျွန်တော် live တွေလွှင့်ခဲ့တဲ့အချိန်တုန်းကလည်း Joshua Ban ပွဲထုတ်မယ်ဆိုရင်မက်လနောက်ပိုင်းလောက်မှာဖြစ်နိုင်တယ်ဆိုပြီးစက်တိုက်ပြောခဲ့တယ်အခုတော့အဲ့ဒီပြောစကားကအတော်ကြီးကိုနှိစက်မှုရှိတယ်ဆိုတာဒီ UFC ကသတင်းတောက်တွေရဲ့ပြောဆိုမှုနဲ့ပြန်ပြီးချိန်ညှိကြည့်လို့ရပါတယ်လာမယ့်နေ့ဒီမှာလဲ MMA လောကကနောက်ဆုံးရသတင်းတွေကိုစူးစီးတင်ဆက်ပေးသွားအောင်မှာဖြစ်လို့တနည်းဆိုရရင်ကျွန်တော်တို့ပြည်သက်တွေဂုဏ်ယူစေနိုင်လောက်တဲ့သတင်းတွေကိုဆက်ပြီးတင်ဆက်ပေးသွားအောင်မှာဖြစ်လို့ကျွန်တော်ရဲ့ channel ကိုအားပေးချပါအောင်ခင်ဗျ